တခြားအားလုံးပဲမြင်ကြပါကျမကတော့ Future Flower Preschool ကိုဦးစီးတည်ထောင်သူဒီချက်ဒေါ်မေဥပိုင်ဖြစ်ပါတယ်ရှင်ကျမဒီနေ့ Preschool lesson plan နဲ့ပတ်သက်ပြီးတော့ share လုပ်ပေးမှာဖြစ်ပါတယ်အဓိကကဘယ်သူတွေအတွက်လဲဆိုလို့ရှိရင်အခုမှစပြီးတော့မူဂျူလောကကိုစပြီးဝင်ရောက်လာတဲ့ချက်လေးတွေအတွက် lesson plan ကိုကောင်းကောင်းရေးဆွဲတတ်ဖို့ရွေးပါတယ်ရှင်ဆိုတော့ကျမတို့ lesson plan လို့ဆိုလိုက်တာနဲ့ပေါ့နော် lesson plan တခုမဖြစ်လာခင်မှာအရှိမအဆင့်တွေအများကြီးရှိပါတယ်ဆိုတော့lesson plan ကိုအဲ့လိုမဟုတ်ပဲနဲ့အစစ်စစ်မဟုတ်ပဲနဲ့ဒီတိုင်းရေးလို့မရဘူးလားဆိုလဲရပါတယ်ဒါပေမဲ့ lesson plan ကောင်းဖြစ်ဖို့အတွက်ကျမတို့တွေတည်တည်ချာစနစ်တကျရှိဖို့လိုပါတယ်အဲ့တော့ကျမတို့သင်ရတဲ့ကလေးလေးတွေမူကြိုကလေးလေးဖြစ်တယ်အဲ့တော့ပို့ပြီးတော့အနုစိတ်ဖို့လိုတယ်ပို့ပြီးတော့တည်တည်ချာနဲ့တည်ချာလေးသွားဖို့လိုတယ်ပေါ့နော်ဆိုရင်lesson plan စပြီးတော့ကျမတို့ရေးဆွဲတော့မယ်ဆိုလို့ရှိရင်အရင်ဆုံးကျမတို့ဘာလို့အပ်တယ်လဲဆိုရင်နံပါတ်1အနေနဲ့ yearly calendar ကိုတည်ဖို့လိုပါတယ်ကျမတို့ဒီနှစ်ဆိုလို့ရှိရင်2026ပေါ့နော်ဒီနေ့ညက2025ရဲ့နောက်ဆုံးညဖြစ်ပါတယ်ဆိုတော့ happy new year ပါဒီကျဲတို့ဆိုတော့2026ခုနှစ်ကိုကျမတို့ကရေးဆွဲရမှာဖြစ်တယ်အဲ့ဒီတော့2026ခုနှစ်ရဲ့January February March April May June July August September October November December ဒီ12လလုံးရဲ့ calendar လေးတွေကိုအသေးစိတ်တည်ထားဖို့လိုပါတယ်နောက်တစ်ခုကကြတော့ဒီ12လမှာရှိတဲ့ပိတ်ရက်လေးတွေပေါ့နော်ဒါကတော့နောက်ပိုင်းမှာလာပါမယ်အခုလောလောဆယ်နံပါတ်1အနေနဲ့ကကြတော့ကျမတို့တွေဘာရင်လောက်ရမလဲဆိုလို့ရှိရင်2026ရဲ့ calendar တစ်ခုလုံးကိုကျမတို့တည်ဖို့လိုပါတယ်အဲ့ဒီတော့calendar လေးကို calendar ဆိုလို့ရှိရင် Google မှာလည်းရှာလို့ရတယ် Facebook မှာလည်းရှာလို့ရတယ်နောက်တစ်ခုကမိမိကိုယ်တိုင်လည်းဖန်တီးလို့ရပါတယ်ကျမကိုယ်တိုင်ဖန်တီးထားတဲ့ calendar လေးလည်းရှိပါတယ်နောက်တစ်ခုကကြတော့ဒီ software လေးကနေဆွဲထားတဲ့ဟာလေးလည်းရှိပါတယ် Facebook ကနေပြီးတော့စေထားတဲ့ဟာလေးလည်းရှိတယ်ပေါ့နော်ဆိုတော့ကျမကအဲ့ဒါလေးကိုအရင်ဆုံးပြပေးပါမယ်ဆိုတော့calendar ဆိုလို့ရှိရင်လေမိမိကိုယ်တိုင်ရေးဆွဲဖို့အတွက်မိမိရဲ့ design နဲ့မိလုပ်ဖို့အတွက်ဆိုလို့ရှိရင် application လေးလည်းရှိပါတယ်အရန်ကိုအဆင်ပြေပါ application လေးရပေါ့နော်ဆိုတော့ဒါလေးကိုလည်းကျွန်မပြပေးပါမယ်ဆိုတော့အရင်ဆုံးကျမတို့ topic 1လေးမှာဆိုလို့ရှိရင် lesson 1လေးမှာဆိုလို့ရှိရင် lesson plan စဆွဲဖို့ဒီမှာဘာလုပ်ရမလဲဆိုတော့ yearly calendar တစ်နှစ်လုံးစာ calendar ကိုမိမိရေးဆွဲမဲ့တစ်နှစ်လုံးစာ calendar လေးကိုတည်ထားဖို့လိုတယ်အဲ့ဒီတော့ calendar လေးကိုစေထားမျိုးဖြစ်ကိုဒါမှမဟုတ်လို့ရှိရင်လည်းကိုရေးဆွဲမဲ့စာအုပ်မှာချပြီးတော့ရေး